င်နေပါနော်မင်းတို့ရဲ့ခိုင်းရံဘူရဲ့ကိုပိုင်ဒီဇိုင်းဖြစ်တဲ့ပေါ့နော်ဖတ်ထရကာဗနာတိုက်မင်းတို့ဒီအင်ဂျင်မှာဆိုရင်နံပါတ်1ရထားတယ်ပေါ့နော်ဒီဟောင်းကျွဲအင်ဂျင်နဲ့မင်းတို့ထုတ်လုပ်ထားပေးပါနော်ဟောင်းကျွဲအင်ဂျင်ကိုမင်းတို့အသုံးပြုပေးနေပါတယ်သူကချင်းနှောင်းလေးတော့ပါတယ်ချင်းနှောင်းလေးရတော့မင်းတို့ပစ္စည်းရအောင်ပြောပေးမယ်ပေါ့နော်ဖတ်ထရဆိုင်ကလုံးဆိုပြီးတော့နာမည်လေးမဲ့ထားပေးပါတယ်နော်သူ့နာမည်ကဖတ်ထရပဲနဲ့ဖြစ်ပါတယ်ရှင်LED မီယိုမှာကာဗနာတိုက်နဲ့ဟောင်းကျွဲအင်ဂျင်လေးနဲ့ဖြစ်ပါတယ်နော်ဒီစပိုင်းမှာမျိုးကြာလာပါပြီဒီဇိုင်းကတော့မင်းတို့ဘယ်သူနဲ့မှမတူတဲ့ဒီဇိုင်းစီးခြင်းနဲ့ဆိုတော့ဒီဒီဇိုင်းလေးကိုစီးပေါ့နော်